ညီမလေးမင်္ဂလာပါရှင်သမီးရဲ့နာမည်ကတော့ရွှေမွန်းလို့ခေါ်ပါတယ်ရှင်သမီးရဲ့လှည့်လေးမှာသမီးရဲ့ကို KB ဆရာလွမ်းမော်နဲ့တူတူပြန်လဲတီးဆိုထားတဲ့သချင်းလေးတစ်ပုဒ်ဖြစ်တယ်ဂီတစာစုဘဝမောင်ကြီးမုံရေးဆက်ထားတဲ့အသေးတစ်ချမ်းကိုလွမ်းမို့တင်ထားမယ်ဆိုတဲ့သချင်းလေးနဲ့တီးဆိုပြောပေးကြပါရရှင်အစင်ပြေလားအစင်ပြေ9000ချီအစင်မပြေကျွန်တော်တို့ဆိုင်ကယ်လေးပေါင်သုံးကြမမလည်းကင်မရာတော့ဆိုတော့မျိုးလုံးတွေကြည့်ပြောစမ်းမောင်မောင်ရဲ့မိမသားဘဝကိုစိတ်